အင်္ဂလန်ကွင်းလယ်လူတွေဘာလို့ဈေးကောင်းရနေတာလဲမင်္ဂလာပါရှင်ဘိုးစကအမှန်မှကြိုဆိုပါတယ်တလာထဲမှာပဲဖီးတင်ရဲ့အကြီးမားဆုံးပြောင်းရွှေ့ကြီးစံချိန်2ကြိမ်တိုင်ကျိုးပြတ်သွားခဲ့ပါတယ်။ Illinois Anderson ကပေါင်116တန်းနဲ့ Man City ကိုရောက်သွားသလို Morgan Rogers ကလည်းပေါင်118တန်းနဲ့ Chelsea ကိုရောက်သွားခဲ့လို့ပါ။အသက်23နှစ်ပဲရှိသေးတဲ့ဒီကွင်းလယ်လူ2ယောက်ကိုကလပ်အသင်းကြီးတွေကဘာလို့ဈေးကြီးပေးဝယ်နေကြတာလဲ။အဖြေကိုအတူတူကြည့်လိုက်ရအောင်။ပထမဆုံးအနေနဲ့သူတို့ရဲ့လက်ရှိခြေစွမ်းကိန်းဂဏန်းအချက်လက်တွေကိုကြည့်မယ်ဆိုရင် Anderson ဟာပြီးခဲ့တဲ့ရာသီ Nottingham Forest မှာဘောလုံးထိချက်ဘောလုံးပေးပို့မှုနဲ့ဘောလုံးလူယူနိုင်မှုတွေမှာအားလုံးရဲ့ထိပ်ဆုံးကဦးဆောင်ခဲ့တယ်လို့ကမ္ဘာဖလားမှာလည်းအင်္ဂလန်အတွက်ပွဲတိုင်းနီးပါးပါဝင်ခဲ့ရတဲ့အဓိကကစားသမားပါRogers ကြတော့လေ Aston Villa မှာ14ဂိုးသွင်း12ဂိုးဖန်တီးခဲ့ပြီးဥရောပရဲ့အန်ရအရှိဆုံးကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါဒီလိုခြေစွမ်းကောင်းတွေပြသနိုင်ခဲ့လို့အပြင်သူတို့ကိုဈေးကြီးပေးဝယ်ရတဲ့အဓိကအကြောင်းအရင်း၃ချက်ရှိပါတယ်ကျိုပွိုင်းစီရိုးတိုက်ခန်းစီတတနဲ့ဓာတ်လေကပါအသင့်တက်နေရုံ BCC ကြပြီးတိုက်အသစ်ဆက်လေးမှာ home seat home လေးကိုရရှိနိုင်ပါပြီတောင်ဥက္ကလာ6ရက်ကွက်သူ့မင်္ဂလာလမ်းနဲ့သစ္စာလမ်းတို့အနီးမှာတည်ရှိတာဖြစ်လို့တထင်းမင်းတို့အကြိုက်နဲ့ထပ်တူကြနိုင်မလားဆိုတာကို39932936ကိုဆက်သွယ်ပြီးလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်ပထမအချက်ကခေတ်သစ်ဘောလုံးလောကမှာရှေ့တန်းတိုက်စစ်မှုစစ်နံပါတ်9 rule တွေရှားပါလာတာကြောင့်ခဲရင်တဲ့ခံစစ်တွေကိုဖောက်ထွက်ပြီးဂိုးရဖို့အတွက်ကွင်းလယ်လူတွေရဲ့အခန်းကဏ္ဍကပိုအရေးပါလာတာကြောင့်ဖြစ်ပါတယ်ဒုတိယအချက်က Premier League ရဲ့ Homegrown နည်းဥပဒေကအသင်းမှာအင်္ဂလန်ဒါမှမဟုတ် Wales Academy ထွက်ကစားသမားအနည်းဆုံး10ယောက်ပါရမယ်ဆိုတဲ့စီကံချက်ကြောင့်အင်္ဂလန်လူငယ်ခြေတက်တွေရဲ့ဈေးကွက်တန်ဖိုးကအလိုလိုမြင့်တက်သွားတာကြောင့်ပါဒါကြောင့်ပဲအဒမ်ဟွာတန်နဲ့အဲလက်စကော့တို့လိုအသက်22နှစ်အရွယ်ကစားသမားတွေကိုပါပေါင်60-80အထိဈေးခေါ်နေကြတာဖြစ်ပါတယ်တတိယအချက်ကတော့ငွေကြေးဖောင်းပွားမှုကြောင့်ပါရုတ်တရက်ကြည့်ရင်ကလပ်အသင်းကြီးတွေကပတ်စံတွေဘုံဘောလောသုံးနေတယ်လို့ထင်ရပေမဲ့1992တုန်းကအလန်ရှီယာလိုကစားသမားမျိုးကိုပေါင်3.3တန်းနဲ့ဝယ်ယူတာဟာအဲ့ဒီခေတ်ကလပ်တွေရဲ့ပြန်မြဝင်ငွေ35%ရှိပါတယ်ဒီနေ့ခေတ်ကလပ်တွေရဲ့ပြန်မြဝင်ငွေပေါင်342တန်းရဲ့35%ဆိုရင်ပေါင်121တန်းနီးပါးရှိတာမို့ကလပ်အသင်းကြီးတွေဟာထင်သလိုသုံးဖြုံးနေတာမဟုတ်ပဲဝယ်နံစွမ်းပိုရှိလာတယ်လို့ပဲပြောရပါမယ်အန်ဒါဆန်နဲ့ရောဂျာစ်တို့ရဲ့ပေါင်တန်း100ကျော်တန်ကြီးကတကယ်ပဲထိုက်တန်ရဲ့လားနောက်ထပ်ရောဘယ်အင်္ဂလန်လူငယ်ကစားသမားကဒီစံချိန်ကိုချိုးသွားအောင်မလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး